UFC ပြိုင်ပွဲမှာသမိုင်းဝင်စံချိန်ကောင်းတွေရယူခဲ့တဲ့ဂျိုရှူအာဗန် PD Sport ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာပရိသတ်ချစ်တော့ချင်းတိုင်းသားလေးဂျိုရှူအာဗန်ကတော့ UFC Flyweight ပွဲမှာအမေရိကန်နိုင်ငံသား Brandon Royval ကိုအမှတ်နဲ့နိုင်ယူပြီးတော့ချန်ပီယံကပတ်စင်ကော်ကွင်းရသွားပါပြီအရက်9ပေ6လက်မမြင်မာတဲ့ Royval ဟာ reach က68လက်မထိရှိတာကြောင့်ဂျိုရှူအာဗန်တဲ့3လက်မပိုသာပါတယ်ပထမကြီးအစောပိုင်းမှာဂျိုရှူအာဗန်က Royval ရဲ့အနေအထားကိုစိတ်ရှည်ထားပြီးအကဲခတ်နေတာကြောင့်အရက်မထိုးသေးပဲအဲ့ဒီနောက်ပိုင်းမှာဘယ်ညာတွေလုံးနေနဲ့ဖိအားစာပေးခဲ့တာဖြစ်ပါတယ်ဂျိုရှူအာဗန်ရဲ့ left right combination တွေကထိရောက်ခဲ့ပြီးလက်သီးထိုးချက်တိုင်းလို Royval ရဲ့မျက်နှာကိုထိထိမိမိဖြစ်ခဲ့ပါတယ်Royval ဟာ reach အားသာချက်ရှိတဲ့အတွက်ထောက်လက်သီး jab တွေကိုအချိန်တော်တော်များများအသုံးပြုခဲ့ပေမဲ့ဂျိုရှူအာဗန်ရဲ့ပါနေမှုကြောင့်ကြီးကြီးမားမားဒုက္ခမပေးနိုင်ခဲ့ပါဘူးအဲဒါကြောင့်ပထမကြီးပြီးကန်ဒီအထိထိရောက်တဲ့ထိုးချက် significant strikes အချိန်ယူတဲ့မှာ Royval က69ချိန်မှာအချိန်20စာရှိလို့29ရာခိုင်နှုန်းသာရှိပေမဲ့ဂျိုရှူအာဗန်က38ချိန်မှာ19ချိန်ထိဆွမ်းဆောင်နိုင်ခဲ့တာကြောင့်50ရာခိုင်နှုန်းထိရှိခဲ့ပါတယ်ပထမကြီးမှာဂျိုရှူအာဗန်အသာရခဲ့ပြီး Royval ရဲ့နီးပြတွေကဂျိုရှူအာဗန်ရဲ့ဘယ်လက်ကောင်တာလက်သီးချက် left right တွဲလုံးတွေကိုသတိထားဖို့နဲ့ aggressive ရှိကစားဖို့သတိပေးခဲ့ပါတယ်အဲဒါကြောင့်ပဲဒုတိယကြီးမှာ Royval ရဲ့ကစားဟန်ကတိတိကျကျပိုကောင်းလာပြီးလက်သီးကတောင်ခြေထောက်ကန်ချက်ဒုတက်ချက်အစုံသုံးခဲ့သလိုပထမကြီးတုန်းကလို distance မချတော့ပဲအတင်းဝင်ထိုးတဲ့အတွက်ဂျိုရှူအာဗန်အထိကျနာခဲ့ပါတယ်ဒါပေမဲ့ Royval အတင်းဝင်ထိုးတဲ့အခါတိုင်းဂျိုရှူအာဗန်ရဲ့တွဲလုံးတွေကဒုက္ခပေးနိုင်ခဲ့လို့ Royval ရဲ့နီးဗျူဟာကရန်နှုန်းပြေတော့မအောင်မြင်ခဲ့ပါဘူးဒါပေမဲ့လည်းဒုတိယကြီးမှာ Royval ဟာတိတိကျကျကိုအသာရခဲ့ပြီးဂျိုရှူအာဗန်မာကွန်ကောင်းလို့သာနော့ကောက်မဖြစ်ခဲ့တာပါဒုတိယကြီးပြီးကန်ဒီအထိ Royval ရဲ့ significant strikes က193ချိန်မှာ86ချိန်ထိမြင့်တက်လာသလိုဂျိုရှူအာဗန်ကလည်း132ချိန်မှာ84ချိန်ထိရှိခဲ့ပါတယ်တတိယကြီးမှာ Royval ကပွဲဖြတ်ဖို့အတွက်တိုက်စစ်ဆင်ပေမဲ့လက်သီးထိုးချက်အများစုကပြုံးတိတာပိုများပြီးဂျိုရှူအာဗန်ရဲ့တွဲလုံးတွေကသာပိုထိရောက်ခဲ့ပါတယ်အချီပြီးကန်ဒီမှာနှစ်ယောက်စလုံးကအသေးကောင်းကောင်းနဲ့အပြိုင်ဆိုင်ထိုးကြတာကြောင့်ပရိသတ်တွေရန်သဘောကြပြီးတော့အော်ဟစ်အားပေးခဲ့ပါတယ်အချိန်ပြည့်ဖို့ဆက်ကမိုင်းလိုမှာဂျိုရှူအာဗန်ရဲ့ညာလက်သီးချက်က Royval ရဲ့မေးယိုကိုလှလှပပကြီးထိခဲ့တဲ့အတွက် Royval လဲကျသွားချိန်မှာဂျိုရှူအာဗန်ကအပေါ်စီးကနေထူထောင်းပြီးတော့ပွဲဖြတ်ဖို့လုပ်ပေမဲ့အချိန်စေ့သွားလို့သာပွဲမပြတ်ခဲ့တာပါဒါပေမဲ့လည်းဒန်လူကြီး3ဦးရဲ့အမှတ်ပေးချက်အရဂျိုရှူအာဗန်အနိုင်ရခဲ့ပြီး UFC Flyweight Champion ကပတ်စင်ကော်ဝင်ရခဲ့ပါတယ်အခုပွဲပါဝင်6ပွဲမှာဂျိုရှူအာဗန်ဟာ significant strikes အကြိမ်ပေါင်း100ကျော်ပြုလုပ်ခဲ့တာကြောင့်ဒါက UFC ပြိုင်ပွဲသမိုင်းမှာစံချိန်ဖြစ်ခဲ့သလို2ဦးပေါင်း significant strikes 334ချက်ကြီးရှိခဲ့တာကြောင့်အဲ့ဒါကလည်း UFC မှာစံချိန်နေဖြစ်ခဲ့ပါတယ်ဒါအပြင်အသက်23နှစ်သားရှိသေးသူဂျိုရှူအာဗန်ဟာ UFC မှာ10ပွဲမြောက်နိုင်ပွဲရခဲ့တာကြောင့် Flyweight ပြိုင်ပွဲမှာအသက်25နှစ်မပြည့်ခင်နိုင်ပွဲ10ပွဲထိရယူခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်အခုပွဲမှာဂျိုရှူအာဗန်ရဲ့စိတ်ရှည်ပါနှံ့မှုအိုင်ဂျူမြင်မာမှုကောင်တာလက်သီးချက်တွေနဲ့တွဲလုံးတွေကိုထိထိမိမိအသုံးချနိုင်တဲ့အတွက်ချန်ပီယံကပတ်စင်ကောဖို့နံပါတ်1အဖြစ်ရေပန်းစားနေတဲ့ Royval ကိုအနိုင်ရခဲ့တာလို့ပြောရမှာပါအခုဆိုရင်ဂျိုရှူအာဗန်ဟာ UFC Flyweight Champion ပန်တိုဂျာကိုစင်ကောခွင့်ရခဲ့ပြီး UFC သမိုင်းမှာချန်ပီယံဖြစ်မဲ့ပထမဆုံးမြန်မာကစားသမားဖြစ်လာနိုင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခုဖော်ပြခဲ့တာကတော့ UFC ပြိုင်ပွဲမှာသမိုင်းဝင်စံချိန်ကောင်းတွေရယူခဲ့တဲ့ဂျိုရှူအာဗန်အကြောင်းပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ